နှုတ်သီးတွေတောင်ပန်တွေပါပြီးလေထဲမပြန်နိုင်ပဲရေကူးနိုင်တဲ့ငှက်ကဘာငှက်လဲအဖြေမှန်ကပင်ဂွင်ငှက်ရက်နေသူ10ယောက်ကိုဘောလုံးတစ်လုံးနဲ့လဲအောင်လုပ်ရတဲ့ကစားနည်းကဘာကစားနည်းလဲအဖြေမှန်ကဘိုးလင်းကစားနည်းတင်ကျောင်းသွားရင်တင်တဲ့စာတွေရေးရတယ်တင်ကျောင်းမသွားရင်တော့ဘာစာရေးရပါသလဲအဖြေမှန်ကခွင့်တိုင်စာမြေကြီးကသူ့မျိုးသူ့ပိုက်ထဲရေတွေမျိုးတောက်သုံးဖို့အတွက်သူ့မိခိုအဖြေမှန်ကရေတွင်းသူ့ရဲ့ပိုက်ထဲအမြဲစုပွက်နှုတ်သီးကောင်းနဲ့နရွက်တစ်ဖက်သူနေတာကစပွဲထက်ဖြေမှန်ကတဘိုးသူ့ကိုမြေမြုပ်ပစ်လိုက်မှမြေကြီးထဲကပြန်ထွက်လာပြီးအသက်ရှင်နိုင်တဲ့သူဟာဘယ်သူလဲအဖြေမှန်ကသစ်စေ့လေးနေတဲ့အချိန်မှာသူ့ကိုမှုံဝါးဝါးပဲမြင်ရပြီးညမှောင်မှောင်မဲမဲမှာတော့ထင်ထင်ရှားရှားမြင်ရတာပါလေအဖြေမှန်ကလကျဲသူ့မှာအစိတ်ရှိပေမဲ့မွေမဟုတ်ဘူးထီးပြူစောင်းထားပေမဲ့မင်းလောင်းလည်းမဟုတ်ဘူးတက်ရှိမဟုတ်ပေမဲ့သူဟာတည်သွားနိုင်တယ်သူဘယ်သူလဲဖြေမှန်ကမိုးပွင့်